တခါကြီးတယောက်ဒီလူမျိုးဘာဖြစ်နေပြီသူ့ရဲ့သားသမီးတွေအဖေတို့အဖေစိတ်ချအဖေလောရမယ့်ကိစ္စတွေနော်အဲ့ဒါကြီးဒါတော့သမီးရပြီးပြတ်အောင်လုပ်လိုက်ပါမယ်အဖေကိုအနာရောဂါပြင်းထန်နေလို့သေသေးခြင်းနဲ့အနာရောဂါပြင်းထန်နေလို့တတ်တာသေးခြင်းနာကရုဏာသေသေးခြင်းနာကဘာနာတိပါဒဒုက္ခနဲ့သူသွားတာစိတ်ကအလွန်ကြောက်စရာကောင်းတယ်လက်ဖြစ်တဲ့အတွက်စိတ်တက်ကနေတောင်းရကြတဲ့တည်ဟုဒီတော့မှဖြစ်သွားနော်အဖေကိုတတ်တာသေးခြင်းနဲ့ဒါပေမဲ့အဲ့အတွက်ဘာဖြစ်သေးခြင်းလားသေသေးခြင်းလားအဲ့ဒီအဖေကိုသွားပြောတယ်သေသေးခြင်းနဲ့သိတယ်အဖေသိချပါသမီးတို့ဒါလေးအကုန်လုံးအဆင်ပြေအောင်စီစဉ်လိုက်ပါမယ်အဲ့လိုပြောလို့အဲ့ဒီလူက10စက္ကန့်လောက်အသက်ရှင်ခွင့်ရတော့လဲပဲ10မိနစ်လည်းအသက်ရှင်ခွင့်ရတော့လဲပဲသားသမီးပြောလိုက်တဲ့အဲ့ဒီတိုက်တွန်းလိုက်တဲ့စကားလို့သူအမှတ်မှားသွားတယ်စိတ်လျှော့လိုက်တဲ့10စက္ကန့်လေးစောသေးအဲ့ဒါပင်စန္ဒန်တရကထိုက်တယ်အဖေသက်တဲ့ကံအမေသက်တဲ့ကံထိုက်သွားတယ်အလွန်ကြောက်စရာကောင်းဒုက္ခနဲ့သူလာတာလေဒုက္ခနဲ့သူလာတာလေခံမဲ့ကံပိုင်ခံမှာပဲကော့နေအောင်သူနေနေကိုနေနေဟုတ်လားအဖေနေနေအဖေနေနေဟုတ်လားအဲ့ဒါဒုက္ခကိုပြင်လို့ရပါမလားမိဘေးရေဘေးပြည်ပြဘေးကဆယ်ရစ်တရစ်ကဲနိုင်သေး၏အိုဘေးနာဘေးသေခြင်းဘေးကဤဘေးသုံးပါလွန်ကြီးမား၍သားနှင့်အမိဖြစ်တော်မူလေတက်တက်ရေပိုင်းမကယ်နိုင်မှုလက်မိုင်ချသွားနေရသောရှင်မကရီဝမှာလေမိဘေးရေဘေးပြည်ပြရေဆယ်ရစ်တရစ်ကဲလို့ရတယ်တဲ့အိုဘေးနာဘေးသေဘေးကြုံလာရင်သားအမိဖြစ်တယ်သားအဖဖေလက်မိုင်ချပြီးနေရတာပဲတဲ့ပိုက်ဆံတွေဘလောက်ပေါ်ပေါ်သေဖို့အကြောင်းယောဂတွေနဲ့ကြိုက်လာပြီဆိုရင်ပိုက်ဆံပုံကြီးပုံထားဘာလို့မရကျရနာဘုံကုံသွားမလဲသည်လဲလို့မရဒုက္ခနဲ့တူလာတာအဲ့ဒါကိုစောသေးသေးချင်းနဲ့တို့ဘာလို့သွားလို့မရပါဏာတိပါဒဆိုတာသေးချင်းမရောက်သေးပဲနဲ့စက္ကန့်ပုံရဲ့စက္ကန့်အပုံတစ်ထောင်ရဲ့ဓပုံလေးတောင်စောပြီးတော့သေးသေးအောင်တိုက်တွန်းလို့မရဘူးလှုံ့ဆော်လို့မရဘူးအားပေးလို့မရဘူးကိုထိလက်အောင်လုပ်လို့မရဘူးမိဘဆိုရင်တော့ဘေဒနာတိယကံထိုက်တဲ့အထိအပြည့်ကြီးသွားတယ်ဆရာတွေအဲ့လိုလုပ်ရင်လေဆရာတွေပေါ်မှာအပြည့်ကြီးသွားတယ်ဒါကြောင့်လိမ္မာပါနဲ့မိဘဆရာသမားတွေကြမ်းပါရတာခက်ခဲလာရင်ကုသိုလ်ဖြစ်အောင်အတွေးလေးတွေးပေးအလွယ်ဆုံးကနေသပေးလှူခဲ့တန်းခဲ့တဲ့လားတွေပြန်ပြီးပြောပေးဆွေးနွေးပေးဟောအဲ့မှာသူစိတ်လေးအကြည်တက်လေးတစ်ခုရသွားရင်ရပြီသေရင်လည်းသေပါစေတော့သူကံတိုင်းဟုတ်ပြီနော်အဲ့ဒီမှာသွားပြီးအာမချောင်နဲ့ဟုတ်လားအဲ့ဒီမှာသွားပြီးကိုကဒုက္ကံကိုသွားပြီးတော့စီမံမှုမကြိုးစားနဲ့ဗာဏတိပါဒကံလည်းဖြစ်သွားမယ်ဒါကြောင့်ကျန်တဲ့ကိစ္စတွေထားလိုက်တော့ပါဏာတိပါဒသူ့အသက်မသက်နဲ့ဘာရှိမှမသက်နိုင်တာတော့မေတ္တာရှိမှဘာရှိမှတော့မေတ္တာရှိမှဒါကြောင့်ကိုယ်စိတ်ထဲမှာမေတ္တာတွေကိုအမြဲလေးကျင့်ထား